လွန်ခဲ့သောနှစ်ပေါင်းများစွာကမြူနီးများအမြဲဖုံးလွှမ်းနေသည့်တောင်တန်းကြီးရာတွင်ထူးဆန်းသောမြို့ကလေးတစ်မြို့ရှိခဲ့သည်ထိုမြို့၏အမည်မှာကာလာပူရဟုခေါ်ရင်ပြီးအခြားသောမြို့ဝါများနှင့်မတူဘဲစီးဆင်းပုံချင်းကွဲပြားခြားနားလာသည်ဤမြို့တွင်ရွှေငွေရတနာဟူသည်မှာအတုံးမဝင်သောကြောက်ခေးများသာဖြစ်ပြီးလူတို့၏လက်ကောက်ဝေပေါ်ရှိတောက်ပနေသောအချိန်နာရီများသာလျှင်အရာခက်သိမ့်ကိုဆုံးဖြတ်တတ်သည်လူတိုင်းသည်မွေးဖွားလာခြင်းတွင်အချိန်တစ်ခုကိုလက်ဆောင်ရရှိကြတော့လေထိုအချိန်ကုံဆုံးသွားသည့်နှင့်တပြိုင်နက်တည်ဆုံးကြရသည်ချမ်းသာသောတထေးကြီးများသည်ခန့်ညားထဲဝါတော့အင်ကြီးရခိုင်များတွင်နေထိုင်ကြသည်သူတို့၏လက်ကောက်ဝေတွင်ရာစုနှစ်ပေါင်းများစွာကိုပိုင်ဆိုင်ထားကြသည်သူတို့အတွက်အချိန်ဟူသည့်အကန့်အသတ်မရှိတဲ့ကဲ့သို့ဖြစ်နေသဖြင့်အိုမင်းချင်းကင်းဝေးကထာဝရနုယိုနေကြသည်သို့တော့မြို့၏အစွန်အဖျားတချီသောစင်းရဲသားရက်ွက်များနိုင်မှုအခြေအနေမှာလုံးဝပြောင်းပန်ဖြစ်နေသည်ထိုနေရာရှိလူတိုင်းသည်နောက်တရက်အသက်ရှင်သန်ခွင့်ရရှိရန်အတွက်တနေ့ကုန်ပင်ပန်းကြီးစွာအလုပ်လုပ်ကြရပြီးအလုပ်ရှင်များထံမှမိနစ်အနည်းငယ်နှင့်နာရီအချို့ကိုသာလောက်ခတ်ဖြစ်ရရှိကြခြင်းသည်သူတို့၏ဘဝသည်ပြေးလွှမ်းနေသောစက်ရုံများသဖြင့်ဖြစ်နေပြီးတခါတရံတွင်မိဘများကမိမိတို့၏ကားတလီများပညာသင်ကြားနိုင်ရတဲ့အတွက်မိမိတို့၏တက်တန်းမှနာရီပေါင်းများစွာကိုထုတ်ယူရအောင်ချရကြသည်အချိန်ဒီအရာရဖြစ်နေသည့်ဤမြို့ကလေးတွင်စာနာထောက်ထားမှုတဲ့စက္ကန့်ပိုင်းမေတွေကသာပို၍အရေးပါနေသည်လမ်းမပေါ်တွင်လူတိုင်းသည်အချိန်ကုန်မီကိုစိုးရိမ်တဲ့အမြဲတမ်းအသေးအတန်သေးလွှမ်းနေရကြပြီးတယောက်နဲ့တယောက်နှုတ်ဆက်ရန်ပင်အချိန်ကိုချွေတာနေကြရရှာသည်ဤဒီမှာအချိန်ကိုရောင်းသောမြို့ကလေးကြောက်မက်ဖွယ်ကောင်းလာသောအဆော့ပြူခြင်းပင်ဖြစ်တော်သည်ဤမြို့ကလေးအလဲပဟုံမာရင်အလွန်ကြီးမားသောနာယီစံကြီးတစ်ခုရှိသည်ထိုနာယီစံကြီးသည်မြို့သူမြို့သားအားလုံး၏အသက်သွေးကြောဖြစ်သည့်ဗဟိုအချိန်ပန်ဟုလည်းခေါ်ဆိုသည်မြို့၏အုပ်ချုပ်သူလူဒန်းစားများသည်ထိုနာယီစံကြီးကိုထိန်းချုပ်ထားသည့်အချိန်များကိုစိတ်ကြိုက်စီမံခန့်ခွဲကြသည်ဇလန်၏အထီးကဇက်ချောင်းမှာမောင်မြင့်ဟုခေါ်သောလူငယ်လေးတူဖြစ်သည်မောင်မြင့်သည်မြို့စွန်ရှိစက်ရုံတစ်ခုမှအချိန်ကုန်ခန့်အလုပ်လုပ်နေရသူဖြစ်ပြီးသူ၏လက်ကောက်ဝတ်တွင်ကြန့်ရှိနေသောအချိန်မှာ9ရက်စာသာကြန့်ရှိတော်သည်သူ၏ဖျားနာနေသောမိခင်ဦးကြီးအတွက်ဆေးဝယ်ရန်မှာသူရောက်ရှိထားသောအချိန်ထဲမှာထုတ်ယူသုံးစွဲရမည်ဖြစ်တာမောင်မြင့်အတွက်အသက်ရှင်တန်ရန်မျှော်လင့်ချက်မှာအလွန်နေပါနေသည်ဒီနေ့တွင်မောင်မင်းသည်အလုတ်မှအပြန်လမ်းပြီးတနေရာတွင်လဲကျနေသည့်အဖိုးအိုလေးတူကိုတွေ့ရှိခဲ့သည်ထိုအဖိုးအို၏လက်ကဝင်မှအချိန်နာရီသည်နီးရဲစွာလင်းလက်နေသည့်စက္ကန့်အနည်းငယ်သာကျန်တော့ကြောင်ပြတာနေသည်မျိုး၏စီကံအရာအချိန်ကုန်ခါနေသူကိုကူညီခြင်းသည်မိမိအချိန်ကိုစက်တည်ရခြင်းဖြစ်သောကြောင့်ပေးသူမှမတည်ရဲချီသို့သောမောင်မြင့်သည်စာနာထောက်ထားမှုကြောင့်သူ၏တန်ဖိုးရှိလာသောအချိန်များထဲမှတနာရီကိုထိုအဖိုးအို၏လက်ကောင်မီတို့ထိတွေ့ကလွှဲပြောင်းလိုက်သည်အဖိုးအိုသည်မျက်လုံးများပွင့်သွားပြီးမောင်မြင့်ကိုအံ့ဩစွာကြည့်နေခဲ့သည်မင်းဘာလို့ငါ့ကိုကူညီတာလဲလူငယ်မင်းမှလည်းအချိန်အများကြီးကြံတာမဟုတ်ဘူးဟုအဖိုးကနှိမ်ပြီးမိလိုက်သည်မောင်မြင့်ကလူတယောက်တေကနီးတာကိုမြင်လိုက်ရင်းနဲ့အချိန်ကိုပဲတွက်ကမနေနိုင်လို့ပါဖို့ဟုဖြောင်ပြောခဲ့သည်ထိုအခါဖိုးအိုဒီပလုံလိုက်ပြီးမောင်မြင့်၏လက်ကိုတင်းတင်းဆုပ်ကိုင်းကဒီမျိုး၏လွေးရုပ်တကူကိုမင်းသိကျင်သလားငါတို့ဆုံးရှုံးနေရတဲ့အချိန်ဒီဟာတကယ်တမ်းပျောက်ကွယ်သွားတာမဟုတ်ဘူးဟုထူးဆန်းလွာပြောဆိုလိုက်လေတို့သည်မောင်မြင့်သည်အဖိုးဝီစကားကြောင့်ရင်ထဲမှာတုံးလုသွားပြီးဤမြို့ကလေးနောက်ွယ်မှာမတရားမှုများကိုစောင့်တင်းတတိပြလာတော့သည်အဖိုးကိုသည်မောင်မြင့်၏နားတော့ကပ်ပြီးတိုးတိုးလေးပြောဆိုလိုက်သည်ငါတို့စီကတင်းစည်းခံရတဲ့အချိန်ဒီဟာမြို့လယ်မှာနာရီစင်ကြီးထဲမှာစုဆောင်ထားတာမဟုတ်ဘူးကွာအဲ့ဒါတွေဟာမြို့တော်ခန့်အောင်မှာရှိတဲ့ထာဝရအိုင်ထဲကိုစီးဆင်းသွားတာအဲ့ဒီမှာအချိန်တွေကိုအရေးဖြစ်ပြောင်းလဲပြီးတထေးကြီးများတုတ်တုံဖို့ပြင်ဆင်ထားကြတာပဲဤစကားကိုကြားလိုက်ချိန်တွင်မောင်မြင့်ရင်ထဲမှာဒေါသနဲ့ထိတ်လန့်မှုတွေရိုးပြောင်းသွားခဲ့သည်မိမိတို့၏အသက်သွေးကြောဖြစ်သောအချိန်များကိုတထေးကြီးများကအပျော်ပါအတွက်တောက်တုံနေကြသည်ဟုသောအချက်မှာယုံကြည်နိုင်စရာအောင်ပင်ခက်ရဆိုးလာသည်မောင်မြင့်သည်အိမ်ကိုပြန်ရောက်သောအခါအားမရှိနေသောမိခင်ဖြစ်သူကိုကြည့်ကဆုံးဖြတ်ချက်ချလိုက်သည်အမေတာအမေကိုအချိန်အများကြီးပြန်ပေးနိုင်အောင်ကြိုးစားမယ်ဟုသူကတိပေးလိုက်သည်ထိုညတွင်မောင်မြင့်သည်အဖိုးအိုပေးခဲ့သောမြေပုံအချမ်းစားလေးကိုအသုံးပြုကာမြို့တော်ခန်းသို့တိတ်ဆိတ်နှလေးထွက်ခွာလာခဲ့သည်လမ်းတစ်လျှောက်တွင်အချိန်မရှိတော့သောလမ်းဘေးတွင်လေးကျတည်ဆုံနေကြသူများကိုမြင်ရသောအခါမောင်မြင့်၏ခြေလမ်းများသည်ပို၍ခိုင်မာလာသည်သူသည်မြို့တော်ခန်း၏လုံခြုံရေးအဆောင်ကြောက်များကိုရှောင်ကွင်းကမြင်းအောက်လေကားများတိုင်းဆင်းလာခဲ့သည်အောက်ကိုရောက်လေထူးဆန်းသောတောက်ပမှုများကိုမြင်တွေ့လေဖြစ်လာလေသည်မြင်းအောက်ခန်း၏အဆောင်တွင်မူရွှေရောင်တောက်နေသောအရည်များပြည်လာနေသောကန်ကြီးတစ်ခုကိုတွေ့လိုက်ရသည်ဤအရည်များသည်လေတွင်မှတလွင့်လွင့်နှင့်အချိန်၏ရနတ်များကိုထုတ်လွှင့်နေသည်
ဤဒီမှာမြို့သူမြို့သားထောင်ပေါင်းများစွာ၏အသက်သွေးကြောကိုစုပ်ဖြူထားသောအချိန်ကန်ဖြစ်သည်မောင်မြင့်သည်ထိုကန်အနားသို့တုံရင်သောခြီလန်းများနှင့်တိုးကပ်လာစဉ်နောက်ွယ်မှမင်းဒီနေရာကိုမလာသင့်ဘူးဟုသောအေးဆက်သောအတန်တန်ကိုကြားလိုက်ရလေတော့သည်လှည့်ကြည့်လိုက်တော့မောင်မင်းသည်ခမ်းများသောဝတ်စုံကိုဝတ်ဆင်ထားပြီးလက်ကဝတ်တွင်ရွှေရောင်အချိန်များနှစ်ပေါင်းရာကြီးတောက်ပနေသည့်မြို့တော်ဝင်ကိုတွေ့လိုက်ရသည်မြို့တော်ဝင်ဘေးတွင်လက်နက်ကိုင်အဆောင်ချက်များကဝိုင်းရံထားကြသည်ဒီနေရာကမြို့ရဲ့လူရုပ်ချက်တင်မဟုတ်ဘူးဒါဟာမြို့ရဲ့တည်မြဲမှုပဲဟုမြို့တော်ဝင်ကလောင်ပြုံးပြုံးရင်းပြောဆိုသည်မောင်မင်းသည်ကြောက်စိတ်ကိုဖျောက်ဖျက်ကဒါဟာတရားမျှတမှုမဟုတ်ဘူးခမည်းတော်ကဆေးရဲသားတို့ရဲ့အသက်ကိုခိုးယူပြီးတောက်သုံးနေကြတာဟုအော်ဟစ်လိုက်သည်မြို့တော်ဝင်ကရေမောကမင်းတို့လူတန်းတွေကငါတို့အသက်ရှည်ဖို့အကြအလုံးလုံးပေးရမယ်စိတ်ယုတ်တွေမင်းအချိန်ဆိုတာအားလုံးနဲ့မထိုက်တန်ဘူးအစွမ်းစာရှိတဲ့သူတွေပဲပိုင်ဆိုင်တင်တာဟုဆိုကအဆောက်များကိုဖမ်းဆီးရန်အမိန့်ပေးလိုက်သည်မောင်မင်းဒီဖမ်းဆီးခံရလူနည်းအခြေအနေတွင်အိတ်ကပ်ထဲမှအဖိုးအိုပေးလိုက်တဲ့ထူးတန်းသည့်ကြောက်ခဲအမဲလေးကိုတတိယသွားသည်ထိုကြောက်ခဲသည့်အချိန်ကိုစုပ်ယူနိုင်သောကာလစုပ်ကြောက်ဖြစ်ကြောင်းအဖိုးအိုကမှာကြားခဲ့ဘူးသည်မောင်မင်းဒီကြောက်ခဲကိုအချိန်ခံထဲသို့ဖြစ်ထည့်လိုက်သည်ရုတ်တရက်ဆိုသလိုကန်တွင်းရှိရွှေရောင်အရည်များမှာစူပွက်လာပြီးဝဲကရက်တီတစ်ခုဖြစ်ပေါ်လာသည်အချိန်ခံထဲမှာအချိန်များသည်ကြောက်ခဲစီသို့အတင်းတာမှစီးဝင်သွားပြီးမြေအောက်ခံတစ်ခုလုံးတွန်ခါသွားတော့သည်မြို့တော်ဝင်တဲ့အဆောင်များမှာထိတ်လန့်တကြားထပ်ပြေးရန်ကြိုးစားကြတော့လေအချိန်များစုပ်ယူခံနေရတဲ့ထက်သူတို့ဤခန္ဓာကိုယ်များမှာတဖြည်းဖြည်းအိုမင်းရင့်ရော်လာကြသည်မောင်မင်းဒီလည်းအရှိန်ဟုန်ကြောင့်လွင့်စင်သွားပြီးတတိလင့်မေ့မျောသွားခဲ့ရလေသည်သူတတိပြန်ရလာချိန်တွင်အခြေအနေများမှာလုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်မောင်မင်းနိုးလာချိန်တွင်မြို့ကလေးဤကောင်းကင်သည်အရင်ကနဲ့မတူဘဲကြည်လင်နေသည့်ကိုတွေ့လိုက်ရသည်မြေအောက်ခဲမှပေါက်ပြက်ထွက်သွားသောအချိန်များသည်လေးထုထဲသို့လွင့်စင်သွားပြီးမြို့သူမြို့သားအားလုံးဤလက်ကဝက်ပေါ်ရှိနာရီထဲသို့အညီအမျှပြန်လည်စီးဝင်ခဲ့ကြသည်ယခုအခါမိသူကမှအချိန်အထက်ပူပန်နေစရာမလိုတော့ဘဲလူလိုက်တွေအသက်ရှင်ရာလုံလောက်သောနှစ်ပေါင်းများစွာရှိနေခဲ့ကြပြီဖြစ်သည်မောင်မင်းသည်အပြေးအလွှာအိမ်သို့ပြန်လာခဲ့တာအိမ်ရှိမှကျမ်းမာရွှင်လန်းစွာဖြင့်သူ့ကိုစောင့်ကြိုနေသောမိခင်အိုကြီးကိုတွေ့လိုက်ရသဖြင့်ဝမ်းသာပီတိဖြစ်ရလေသည်သို့သောဤပြောင်းလဲခြင်းသည်ကောင်းကျိုးတစ်ခုတည်းကိုသာယူဆောင်လာသည်မဟုတ်ပေအချိန်တွေပေါ်ကျွဲသွားသည့်အခါလူတွေကအလုံးမလုံးချင်ကြတော့ဘဲအပျော်ပါပတ်သူသာအာယုံရကုန်ကြသည်မြို့၏စားနှပ်ပြီးရထုတ်လုပ်မှုများရပ်တန်းသွားသည်စိုက်တွေမှာလည်းပစ္စည်းတွေပြက်လက်လာခဲ့သည်လူတိုင်းတွင်အသက်ရှင်ရာအချိန်များရှိနေတော့လဲစားစရာနဲ့နေစရာအတွက်မိသူကမှစူးစမ်းအထောက်မှုမရှိတော့သဖြင့်မြို့ကလေးမှာတဖြည်းဖြည်းခြောက်ကပ်သွားခဲ့သည်မောင်မင်းသည်မိမိလှုပ်ဆောင်ခဲ့သည့်ကိစ္စအတွက်ပြန်လည်သုံးသပ်မိလာသည်ဒီနေ့တွင်မောင်မင်းသည်ထို့အဖိုးအိုနှင့်ပြန်လည်ဆုံတွေ့ခဲ့သည်အဖိုးအိုမှာရခင်ကားထပ်ပိုပြီးကျမ်းမာနုပြိုနေတော့လဲမျက်နာတွင်စိုးရိမ်ရိပ်များရှိနေသည်အချိန်တွေအားလုံးစီရောက်သွားတာကောင်းပြီမယ်တန်ဖိုးထားခဲ့ရမယ်မသိတော့မှအချိန်ဆိုတာအတိတ်ပဲမဲ့သွားတတ်လေမောင်မင်းဟုအဖိုးအိုကပြောလိုက်သည်မောင်မင်းသည်မြတ်တမှုဆိုတာအချိန်ကိုအလားကရခြင်းမဟုတ်ပဲလူတိုင်းကမိမိတို့၏အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်သည့်စနစ်တစ်ခုလိုနေကြောင်းကိုသဘောပေါက်သွားသည်သူသည်မြို့ကလေးကိုပြန်လဲရှင်းတန်းရအတွက်အစီအစဉ်တစ်ခုကိုစတင်စဉ်းစားရတော့သည်မောင်မင်းသည်မြို့သူမြို့သားများကိုဘေးရင်ရင်တွဲသို့စုစည်းခဲ့သည်သူသည်လူများရှေ့မှရက်ပြီးယခုရင်ဆိုင်နေသည့်ပြဿနာကိုပွင့်လင်းစွာဆွေးနွေးခဲ့သည်ကျွန်တော်တို့မှာအချိန်တွေအများကြီးရှိတာဟာကောင်းကျိုးတစ်ခုကိုဖျက်နိုင်တယ်လို့ချိန်တောင့်လည်းဖြစ်သွားနိုင်သည်အလုံးမလွတ်ပဲအချိန်တွေကိုဖြုံးသိမ်းနေမယ်ဆိုရင်ဒီမြို့ဟာမကြခင်ဖြစ်စီသွားမှာပဲဟုသူကတတိပေးလိုက်သည်မောင်မင်းသည်အချိန်ကိုငွေကြေးအဖြစ်ပြန်လဲအသုံးမပြုတော့ပဲမျှဝေခြင်းစနစ်တစ်ကိုအဆိုပြုခဲ့သည်ထိုစနစ်အရလူတိုင်းဒီတစ်နေ့ကိုအနည်းဆုံး9နာရီလောက်မြို့ရွာဖွံ့ဖြိုးမှုအတွက်အလုံးလုံးကြရဖြစ်သည်ထိုလိုလှုပ်ဆောင်ခြင်းဖြင့်ရရှိလာသောစားနပ်ပြည်အရာနှင့်လူမှုရေးဝန်ဆောင်မှုများကိုအခါမဲ့အညီအမျှခံစားခွင့်ရရှိကြမြန်ဖြစ်သည်အစပိုင်းမှာတော့အချို့သောလူတွေကကန့်ကွက်ကြတော့လဲအခြေအနေအရာရာကိုသုံးသပ်မိသည့်အခါလူတိုင်းကသဘောတူညီခဲ့ကြသည်မြို့ကလေးသည်တဖြည်းဖြည်းပြန်လည်နိုးထလာခဲ့သည်စက်ရုံများပြန်လည်ပတ်လာပြီးစိုက်ခဲများတွင်လည်းစိမ့်လဲဆိုပြေလာခဲ့သည်ရခင်သလိုအချိန်ကုန်မယ်လို့စိုးရိမ်ပြီးပြေးလွှားနေရသူများမရှိတော့ပဲအချိန်ပေါ်လွန်လွန့်စွာဖြင့်ပြင်းရနေသူများလည်းမရှိတော့ပြီလူတိုင်းသည်မိမိတို့၏အချိန်ကိုတန်ဖိုးရှိစွာခွဲပြီးတက်သွားကြသည်မောင်မင်းသည်မြို့တော်ဝင်အဟောင်းနှင့်တထေးကြီးများကိုလည်းပစ်တံမပေးမိတော့လေသူတို့၏အသိပညာများကိုမြို့သစ်တိဆောက်ရေးတွင်အသုံးပြုရန်အခွင့်အရေးပေးခဲ့သည်
မြို့တော်ဝင်အဟောင်းသည်သူ့၏အဖြစ်များကိုနောက်တရကမြေအောက်ခန်းမှအချင်းကန်ဟောင်းကိုအများပြည်သူအပန်းဖြေနိုင်သည့်ရေကန်သားယာကြီးတစ်ခုဖြင့်ပြောင်းလဲရန်ကူညီပေးခဲ့သည်ကာလာပူရာမြို့ကလေးသည်အချင်းကိုရောင်းသောမြို့အဖြစ်ကစပြီးအချင်းကိုတန်ဖိုးထားတတ်သောမြို့ကလေးအဖြစ်သို့ပြောင်းလဲလာခဲ့လေသည်တိုးတော်လေးမြို့ကလေးအေးချမ်းမှုမှာကြားရှည်မခံဟဲ့ပြီအချင်းများပေါ်များလာသည့်နှစ်အမျှအချင်းသူကိုခေါ်သောဂိုင်းတစ်ခုမြို့၏အရေးအောက်တွင်ပေါ်ပေါက်လာသည်၎င်းတို့သည်အလုံးမလွတ်ပဲသူတစ်ပါးတို့၏အချင်းများကိုခိုးယူရန်နီးမျိုးစုံနဲ့ကြံစည်ကြသည်ထိုဂိုင်း၏ခေါင်းဆောင်မှာမြို့တော်ဝန်ဟောင်း၏တားဖြစ်သူဇေယဖြစ်သည်သူသည်ဖခင်၏အာဏာကိုပြန်လည်ရရှိရန်အသေးအံကြိုးစားနေသူဖြစ်သည်ဇေယသည်အချင်းဉာဏ်ဟောင်းမှရိုးစိတ်နေသောစွမ်းအင်များကိုအသုံးပြုကာလူတို့၏အသိဉာဏ်ကိုထိန်းချုပ်နိုင်သည့်အချင်းအာယုံခံကိရိယာတစ်ခုကိုလျှို့ဝှက်တိဆောက်ခဲ့သည်မောင်မင်းသည်မြို့သူမြို့သားများကြားတွင်စိုးရင်စိတ်များမြင့်တက်လာသည်ကိုသတိပြုမိသည်လူချိုသည်အကြောင်းမကျမရှိဘဲသတိမရဲလော်လာကြပြီးသူတို့၏လက်ဝက်မှအချင်းများမှလည်းတိတိတသာရောနေလာနေသည်မောင်မင်းသည်ဤဖြစ်ရ၏နောက်ွယ်မှတစုံတစ်ခုရှိနေကြောင်းသိလိုက်သည်သူသည်အဖို့အနှင်းတိုင်းပင်ကမြို့၏အနောက်ဖက်တောအုပ်တွင်ရှိဇေယ၏လျှို့ဝှက်စခန်းကိုရှာဖွေတွေ့ရှိခဲ့သည်ထိုနေရာတွင်ဇေယသည်မြို့သူမြို့သားများထံမှအချင်းများကိုလေလိုင်းများမှသဆင့်ဆုပ်ယူနေခြင်းဖြစ်သည်မောင်မင်းသည်ဇေယ၏စခန်းထဲသို့စွန့်စားဝင်ရောက်ခဲ့သည်မင်းတာကိုရက်တက်လိုက်ပါဇေယအချင်းဆိုတာမင်းတယောက်သေးပိုင်ဆိုင်ဖို့မဟုတ်ဘူးဟုမောင်မင်းနာတတိပေးခဲ့သည်တိုးတိုဇေယပိုင်ရေမောကငါဒီမြို့၏ဘီရင်ဖြစ်လာမှအချင်းလေးကိုငါထင်းချုံနိုင်ရင်လူအားနှုံးဟာငါရဲ့ကျွန်းတွေဖြစ်လာလိမ့်မယ်ဟုပြန်ပြောသည်ဇေယသည်စက်ကလစ်ကိုနှိပ်လိုက်ရာမောင်မင်း၏လက်ဝက်မှအချင်းများမှအရှိန်ဟုန်မြတ်ဆုပ်ယူခံလိုက်ရသည်သူ၏ခန္ဓာကိုယ်မှာအာရင်ကုန်ခံပြီးလဲကာသွားတော့သည်မောင်မင်းသည်မိမိ၏အသက်ရှင်ရန်အချင်းစက္ကန့်ပိုင်းသာကြံတော့သည်ကိုမြင်လိုက်သဖြင့်အားတင်းကစက်ပစ္စည်းကိုဖျောက်ဆီးရန်ကြိုးစားလိုက်တော်လာတော့သည်မောင်မင်းသည်အာရင်ကုန်ခံနေတော်လေစိတ်သက်ကိုအတင်းစုဆောင်ကဇေယ၏စက်ပစ္စည်းသည်တို့တရွေ့ရွေ့တိုးသွားခဲ့သည်သူ၏လက်ဝဲပေါ်ရှိနာရီသည်တုံညသို့ရုပ်ရှိရန်စက္ကန့်ပိုင်းသာလိုအပ်သဖြင့်မြင်ကွင်းများမှဝေဝါးလာသည်တိုးတော်သူခဏရဲ့ပင်သူ၏ရင်းဘက်ထဲမှထူးဆန်းသောအလင်းတန်းတစ်ခုထပ်ပေါ်လာသည်၎င်းမှာအစောပိုင်းကအဖိုးလိုကသူပေးခဲ့သောစေတနာအချိန်များဖြစ်သည်အခြားသူကိုကူညီခဲ့စဉ်တုန်းစတေးခဲ့သောထိုအချိန်များသည်ယခုနောက်မောင်မင်းအားအသက်ဆက်ရန်အားရင်များပြန်လေပေးဆွမ်းနေခြင်းဖြစ်သည်မောင်မင်းသည်လက်ကျန်အားမှမြင်ဇေယ၏စက်ကလုတ်ကိုရိုက်ချိုးလိုက်သည်တပြိုင်နက်တည်းမှာပင်ဆက်အတွင်းမှတင်းစစ်ထားသောအချိန်လိုင်းများသည်ပြင်းထန်သောပောက်ကွဲမှုတစ်ခုညအတူပြန်လည်လွတ်ဆင်ထွက်ပေါ်လာခဲ့သည်ဇေယသည်သူ၏မတရားသောအကြံစီများပျက်စီးသွားသည်ကိုမြင်ကထွက်ပြေးရန်ကြိုးစားတော်လဲပြန်လည်လွတ်ဆင်လာသောအချိန်ဆွမ်းအံများ၏ရိုက်ခတ်မှုကြောင့်တတိလေသွားခဲ့တော်သည်ခိုးယူထားသောအချိန်များသည်မူလပိုင်ရှင်များဖြစ်သည့်မြို့သူမြို့သားများထံသို့လေလိုင်းများမှတဆင့်အလင်းနှန်းများဖြင့်ပြန်လည်ရောက်ရှိသွားကြသည်မောင်မင်းသည်မောဟိုက်စွာနှင့်မြေပြင်ပေါ်မှလဲယုံနေခြင်းအဖိုးအိုသည်အနားသို့ရောက်ရှိလာသည်မင်းလုနိုင်ခဲ့ပြီးမောင်မင်းဒါပေမဲ့တတိထားပါအာနာနှင့်အချိန်ကိုလောဘဇောနှင့်ထိန်းချုပ်ခြင်းတဲ့သူတွေဟာအမြဲတမ်းရှိနေမှာပဲဟုအဖိုးအိုကတတိပေးစကားပြောခဲ့သည်မောင်မင်းသည်ပြုံးလိုက်သည်မိမိလက်ဝက်ကိုကြည့်လိုက်သောအခါအချိန်နာရီသည်ပုံမှန်အတိုင်းပြန်လည်လဲပတ်နေသည်ကိုတွေ့ရသည်မြို့ကလေးသူပြန်ရောက်သောအခါလူအလုံးသည်ဘေးအန္တရာယ်မှလွတ်မြောက်သွားသဖြင့်ဝမ်းသာအားရကြိုးဆိုကြသည်ဒါပေမဲ့မောင်မင်းသည်ဤစနစ်ကိုထာဝရကာကွယ်နိုင်ရန်အတွက်ပုံမခိုင်မာသောစီစဉ်များလိုအပ်နေကြောင်းနားလည်လိုက်လေတော့သည်မောင်မင်းသည်မြို့သူမြို့သားအလုံးကိုတန်တိတ်ညီမျှစွာကာကွယ်ပေးနိုင်ရန်အတွက်အချိန်ထိန်းသိမ်းစေကောင်စီကိုဖွဲ့စည်းခဲ့သည်ဤကောင်စီသည်အချိန်များကိုဘန်တွင်သိမ်းဆည်းထားခြင်းမျိုးမဟုတ်ဘဲမြို့၏အရေးပေါ်အခြေအနေများကျန်းမာရေးနှင့်ပညာရေးကိစ္စရပ်များအတွက်လူတိုင်းကမိမိတို့၏အချိန်မှအနှဲငယ်စီကိုစုပေါင်းထည့်ဝင်ထားသောပုံရန်ဖုတ်တစ်ခုဖြစ်သည်ဤသို့ဖြင့်တဦးတယောက်ချင်းစီတွင်အချိန်အခက်ခဲရှိလာသောအခါအဆိုပါရန်ဖုတ်မှထုတ်ယူသုံးစွဲနိုင်ရန်စနစ်တကျစီမံခဲ့သည်ဇေယကိုလည်းထောင်တွင်အချင်းချခြင်းမဟုတ်ဘဲသူ၏အသိဉာဏ်ကိုအသုံးပြုကာမြို့၏အချိန်ဆွဲအံများကိုအကျိုးရှိရှိထုတ်ယူနိုင်မဲ့စက်ပစ္စည်းများပြုပြင်စေရန်အဖြစ်ပေးစခိုင်းခဲ့သည်ကာလပူရာမြို့ကလေးသည်ရေရင်ကကဲ့သို့အမဲစင်များနှင့်ပြည့်နှံ့နေသောနေရာမဟုတ်တော့ဘဲတောတောင်လျော်မြန်ကြားတွင်တောက်ပသောအလင်းနှန်းများနှင့်လှပနေသည့်မြို့ကလေးဖြစ်ပြောင်းလဲသွားခဲ့သည်မြို့သူမြို့သားများ၏လက်ဝတ်ပေါ်ရှိနာရီများသည်အနီရောင်တတိပေးချက်များမဟုတ်ဘဲကြည်လင်သောအပြာရောင်လင်းနှန်းများနှင့်အေးချမ်းစွာလှည့်ပတ်နေကြသည်လူတိုင်းသည်မိမိတို့၏အချိန်ကိုအခြားသူကပေးကမ်းရမှုကိုဝင်းမလေးတော့ကြပဲစေတနာချိန်ဟူသောစကားလုံးသည်မြို့၏စောင့်ပုတ်ချလာခဲ့သည်တိုးတော်မောင်မင်းသည်တခုကိုတတိပြုမိတယ်အဖိုးအိုမှာရခင်ကားထဲပိုရွက်လူကြလာသည်သူ့ရဲ့လက်ကဝိတွင်မိသည့်နိုင်မှရှိမနေတော့ကျင်းတဲ့တနေ့တွင်မောင်မင်းကအဖိုးအိုကိုမေးမြန်းရာငါဟာအချိန်ရဲ့အရှင်သခင်လည်းမဟုတ်သလိုအချိန်ရဲ့ချုံလည်းမဟုတ်ဘူးငါဟာဒီမြို့ရဲ့အပြောင်းလဲကိုစောင့်ကြည့်နေတဲ့ကာလဆောင်နှမင်းပဲဟုထူးဆန်းစွာဖြေကြားခဲ့တယ်ထိုစကားကိုဖြိုးပြီးသည့်နေ့အဖိုးအိုသည်မြူနင်းများကြားတွင်ပျောက်ကွယ်သွားခဲ့တယ်မောင်မင်းသည်အဖိုးကိုပျောက်ကွယ်သွားညာလမ်းကိုကြည့်ရင်အချိန်ငုသည်လူတဦးချင်းစီရဲ့နှလုံးသားတွေတွင်သာရှိကြောင်းပုံမနှံဆိုင်စွာသဘောပေါက်သွားခဲ့တော့တယ်နောက်ဆုံးတွင်မောင်မင်းသည်မြို့သူမြို့သားအားလုံးကိုစုဝေးစေသည့်အရေးကြီးသောသင်ခန်းစာတစ်ခုကိုမျှဝေခဲ့တယ်ကျွန်တော်တို့မြို့ကလေးဟာအချိန်ကိုငွေလိုသုံးခဲ့ကြတော့လူစိတ်တွေပျောက်ဆုံးခဲ့ရတယ်။အချိန်တွေအညီမျှရပြန်လဲကြံဖိုးထားဖို့မေးလျော်ခဲ့ကြတယ်။အခုတော့ကျွန်တော်တို့သိပါပြီ။အချိန်ဆိုတာပိုင်ဆိုင်ဖို့ထက်အကျိုးရှိရှိအသုံးချဖို့နဲ့တဦးလက်တဦးကူညီဖေးမဖို့အတွက်ပဲသိရမယ်ဟုသူကလေးနက်စွာပြောကြားခဲ့တယ်။
ကာလာဘူရာမျိုးကလေးဒီယခုအခါတောင်တန်းကြီးများကြတွင်ဝင်းပတ်နေသောပတများတစ်ပွင့်ခက်သို့ဖြစ်နေတယ်။မြို့သူမြို့သားများသည်မိမိတို့ရဲ့အသက်ရှင်သန်ခွင့်အချိန်များကိုအချင်းချင်းလက်ဆောင်ပေးခြင်းပညာသင်ကြားပေးခြင်းနှင့်အမှုပညာဖန်တီးခြင်းတို့တွင်အသုံးပြုကြတယ်။ထိုမြို့တွင်မြို့သူမှအိုမြင့်ကြီးရော်ခြင်းအတွက်မကြောက်ရွံ့ကြတော့ဘူး။လက်အချိန်ကုန်ဆုံးမီကိုလည်းမစိုးရိမ်ကြတော့ဘူး။အကြောင်းမှာသူတို့သည်တစိတ်တန့်ချင်းစီရဲ့တန်ဖိုးကိုနှလုံးသားနှင့်ခံစားတတ်သွားကြပြီးဖြစ်သောကြောင့်ပင်မောင်မင်းသည်မြို့စွန့်ရှိတောင်ကုန်းလေးပေါ်ကရက်ကဝေးကွာလာသောမြို့နွန်းများကြကိုငေးကြည့်မိမိတယ်။အဖိုးပြောဟဲ့တို့ပင်လောဘသားတို့သည်တနေ့တွင်ပြန်လဲရောက်ရှိလာနိုင်တော်လေယခုအခါမြို့သူမြို့သားတိုင်းရဲ့ခြင်းလေးတွင်ခိုင်မာသောစိတ်တက်နှင့်စီလုံးမှုတို့ကိန်းအောင်နေပြီဖြစ်တယ်။အချိန်ကိုရောင်းချသောမြို့ကလေးဟုသောအမည်မှအချိန်ကိုချစ်မြတ်နိုးသောမြို့ကလေးဟုအဖြစ်တမိုင်းသည့်ရေချိုနိုင်ခဲ့ပြီဖြစ်တယ်။ဤဒီမှာကာလာဘူရာမြို့ကလေး၏အဆုမရှိသောထာဝရရှင်သန်နေမိဒဏ္ဍရပုံပြင်တပေါ်ပင်ဖြစ်တော်သည်